အားလုံးပဲမင်္ဂလာပါမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့တပွဲချစ်ပေးခဲ့တယ်ဘရာဖို့ပွဲကိုတော့ကျွန်တော်ကိုပေါင်းအောက်ကတော့အရာဝါခဲ့ပြီเนาะဒါပရီးမီးယားလိပွဲတော်တော်များကိုပေါင်းအောက်ပြီးတော့ဒီ Wolverhampton ကလည်းကျွန်တော်ကတ်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်ကလည်းWolverhampton body ပေးတဲ့အတွက်ကြောင့်ကျွန်တော်ကဒီ1-1တစ်ပေါက်ကိုကျွန်တော်မှန်းလာတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒါကိုပေါင်းအောက်ကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဒါပေမဲ့ကိုပေါင်းတော့ကျွန်တော်မရဝါခဲ့ဘူးเนาะဒါ Wolverhampton body တော့ကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဒီနေ့မှလည်းကျွန်တော်တို့ချန်ပီယံလိပြန်စပြီเนาะချန်ပီယံလိဒုတိယကြော်ပြန်စပြီဒါဒီနေ့ကလုံးဝအဆုံးဖြတ်ပဲလုံးဝကြည့်ကောင်းမဲ့ပွဲဒီနေ့ရှုံးတဲ့တင်ကထွက်ပြီးတော့အိမ်ပြန်မှာဖြစ်တယ်ဗျာနော်အဲ့တော့ဒီနေ့ channel လေး၄ပွဲရှိရဲ၄ပွဲလုံးကကျွန်တော်တို့ကိုပေါင်းစည်းကကျွန်တော်တို့၄ပွဲလုံး3 minus တွေနဲ့3ပွဲဖောက်ပြီးတော့ Arsenal တပွဲတာကျွန်တော်တို့3 plus ဖောက်ထားတယ်ဗျာနော်အဲ့တော့ဒီပြီးခဲ့တဲ့ပထမကြောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့၄ပွဲလုံးက plus ဖောက်ထားတာကြီးဗျာနော်ကိုပေါင်းစည်းက3 plus blah blah ဆိုပြီးကျွန်တော်ဖောက်ထားတာကြီးပဲဒီနေ့ပွဲမှာတော့ဒါကိုပေါင်းရဈေးကနည်းနည်းလေးပူကီတွေကကျွန်တော်တို့ကိုပေါ့ဘူးများရဆိုပြီးတော့တွေးထားပုံရတယ်ဗျအနည်းဆုံးဒါ3လုံးလောက်ထိတော့သွားမယ်လို့ထင်တယ်ချန်ပီယံလိမှာကျွန်တော်ရင်တော့ပြောခဲ့သလိုပဲ5ပွဲပြီးကျွန်တော်တို့ကဒါ4ပွဲလောက်ထိကဒါကိုပေါင်းပေါ်တာများတယ်เนาะကိုပေါင်းပေါ်တဲ့ဝေးကျွန်တော်တို့ကဝေးထားမယ်ဆိုရင်တော့မှတော်တော်လေးဝေးရတာအဲ့တော့ဒီနေ့ပေးထားတာတော့ဒါနည်းနည်းလေးစဉ်းစားစရာဖြစ်တယ်ကိုပေါင်းဈေးကိုကျွန်တော်တို့လွယ်ကူပူကီတွေက3 plus ပေါက်ပြီးတော့ဘူးကျွန်တော်တို့3 minor တွေလည်းစတင်ထားတယ်เนาะအဲ့တော့ဒီပထမဆုံးကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲကကျွန်တော်တို့ Sporting Lisbon နဲ့ဒါ Porto Click ရဲ့ပွဲစဉ်ဖြစ်တယ်ဗျာနော် Porto Click ကကျွန်တော်တို့အိမ်ကွင်းမှာကျွန်တော်တို့ပထမအကြောင်းမှာကျွန်တော်တို့3-0နဲ့ကိုပြအနိုင်ရအားတယ်အဲ့တော့Sporting Lisbon ကလည်းမကောင်းလို့ဆိုတော့မဟုတ်ဘူးဗျာဒါသူ့ရဲ့ Portuguese League မှာရောဒီတောက်လျှောက်ဒါနိုင်ပွဲဆက်နေတဲ့အသင်းဖြစ်တယ်လို့ Porto Click ကလည်းကျွန်တော်တို့ဒီဘာမဟုတ်တဲ့เนาะဒီဘာမဟုတ်လို့ဆိုတာ sorry ဘာမဟုတ်လို့မပြောဘူးเนาะကျွန်တော်တို့ဒီဘောလုံးနဲ့ပတ်သက်ပြီးမတိုးတက်ဘူးမကြော်ကြဘူးဘာမှမဟုတ်တဲ့နိုင်ငံလေးတစ်နိုင်ငံကလပ်အသင်းကကျွန်တော်တို့လက်ရှိဒါကြော်ကြားနေတဲ့အောင်မြင်နေတဲ့အသင်းတွေအင်တာတို့မန်စီးတီးတို့အသင်းတွေအကုန်လုံးကျွန်တော်တို့ကဂိုးပြက်ကြီးကိုအင်ကွင်းရောအဝေးကွင်းရောမှာဂိုးပြက်တီးထားတာအဲ့တော့ Porto Click ရဲ့ဆောင်းဆောင်ရေးကျွန်တော်တို့က short တက်လို့မရဘူးချီကျူးတင်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ Sporting Lisbon ရဲ့အင်ကွင်းဆောင်းဆောင်ရေးနောက်ဆုံး5ပွဲလောက်ကျွန်တော်ခြုံကြည့်ရမှာဆိုရင်လည်း Sporting Lisbon ကနောက်ဆုံးအင်ကွင်း5ပွဲလုံးနိုင်ထားပြီးတော့ Porto Click ကတော့နောက်ဆုံးအဝေးကွင်း5ပွဲမှာကျွန်တော်တို့4ပွဲနိုင်ပြီးတော့တပွဲသာတည်ကြတာပဲเนาะနှစ်သင်းလုံးကလက်ရှိရလက်ကတော့လုံးဝperfect ပဲเนาะလုံးဝကောင်းမွန်နေရဗျလုံးဝ perfect အရင်ကောင်းမွန်နေတယ်အဲ့တော့နှစ်သင်းလုံးကကျွန်တော်ဒီလက်ရှိခြေဆွမ်းရဆိုလို့ရှိရင်စဉ်းစားရတော့ဖြစ်တယ်ဒါပေမဲ့ Porto Click ကကျွန်တော်ချန်ပီယံလိမှာလုံးဝ share ဆိုတဲ့အသင်းတွေပဲကျွန်တော်ရွေးဖြုတ်ထားတဲ့အတွက်ကြောင့် Porto Click ကိုကျွန်တော်တို့လုံးဝ short တက်လို့မရပါဘူးဒီနေ့ပေးထားတဲ့ဈေးတန်းကအိမ်ရှင် Sporting Lisbon ကနေပြီးကျွန်တော်တို့ဈေးတန်းပြန်ပေးထားတယ် Sporting Lisbon ကကျွန်တော်တို့1 minus 65เนาะ65ပြောင်းအရှုံးနဲ့ကျွန်တော်တို့ဖောက်ထားတယ်နှလုံးလောက်သွင်းမှာကျွန်တော်တို့နှစ်ကိုပြက်မှာစားမယ်ဈေးတန်းမျိုးဖြစ်တယ်เนาะအဲ့တော့ဂိုးပေါင်းစင်းကလည်းကျွန်တော်တို့3 minus 95ဗျာเนาะ95ပြောင်းဒါ3လုံးသွင်းအပြည့်ဒီပါရှုံးတဲ့ဈေးတန်းမျိုးဖောက်ထားတယ်ဗျာเนาะအဲ့တော့ပထမအချက်မှာတွက်ဆောင်ခဲ့တဲ့ဒါ Porto Click ကဂိုးပြတ်နိုင်လာတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ Sporting Lisbon ကဒီနေ့ပွဲမှာနိုင်ကောင်းတော့နိုင်လိမ့်မယ်ဒါပေမဲ့ Porto Click ကိုနှလုံးဂိုးပြတ်ဖို့အတွက်ကလုံးဝမဖြစ်နိုင်ပါဘူးနော် Porto Click ကိုတကူပြတ်ဖို့လုံးဝမဖြစ်နိုင်ဘူး Sporting Lisbon က Champions League အတွေ့အကြုံတွေတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိInter လို့အသင်းမျိုးတော့ဗျာအိမ်ကွင်းမှာဝိုးကွင်းမှာဖင်လန်ပြီးတော့တီးထားတာဆိုတော့ Porto Click ကိုကျွန်တော်ပိုကြိုက်တယ်ဗျဒီနေ့ပွဲမှာဒီကုတော့ဒါအကြိုက်တူမှာဆော့ပါကျွန်တော်တို့ဒါအကြိုက်တူမှာရလက်ကောင်းမယ်အကြိုက်မတူဆိုရင်ကိုယ့်ဘာသာကိုစဉ်းစားပြီးခေါ်ပြီးဆော့ပါအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုရင်တော့ကျွန်တော်က Sporting Lisbon ကကျွန်တော်နှလုံးသွင်းမှာဒါစားရမယ့်ဈေးတန်းမျိုးဖြစ်တယ်ဒီအဲ့တော့ Porto Click ကိုကျွန်တော်ပိုကြိုက်တယ် Sporting Lisbon နေနဲ့နိုင်ကောင်းနိုင်တယ်ဒါပေမဲ့ကိုပေါင်းပြတ်ဖို့အတွက်မလွယ်ပါဘူးဗျပြီးတော့ကိုပေါင်းဈေးကကျွန်တော်တို့ဒါ3 minus နဲ့အပြည့်ဒီပါရှုံးဆိုတော့เนาะကိုပေါင်းဈေးကကျွန်တော်3လုံးအပြည့်ဒီပါရှုံးဆိုတော့ကျွန်တော်ကကိုပေါင်းအောက်ကိုကျွန်တော်ပိုကြိုက်တယ်เนาะဒီနေ့ပွဲမှာအနည်းဆုံးမသွားဘူးဆိုရင်တော့2-1သွားရင်သွားမသွားရင် 1-0 1-1အဲ့တဘောကိုသွားဖို့များပါတယ်ဗျာเนาะအဲ့တော့ဒီကိုလိုကြိုက်နေမှာဆော့ပါ channel ပွဲတွေကျွန်တော် channel ထဲမှာတင်ပေးတယ်နောက်ထပ်တစ်ပွဲကိုကျွန်တော်ဒါလက်ဆောင်လေးနဲ့ကျွန်တော်ထည့်ပြောလိုက်အောင်เนาะနောက်ထပ်တစ်ပွဲကကျွန်တော်ဒါ Arsenal ပွဲပဲเนาะ Arsenal ပွဲကကျွန်တော်တို့ဒီဈေးတန်းကကျွန်တော်တို့2 plus 85ဘတ်ပရှုံးပေးထားတယ်เนาะနှလုံးသွင်းကျွန်တော်85ဘတ်ပရှုံးပေးထားတယ်ကိုပေါင်းကတော့ကျွန်တော်တို့3လုံးတစ်ဝက်ပရှုံးပေးထားတယ်เนาะလက်ရှိပေးထားဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်အများကြီးပြောတော့เนาะဒါကျွန်တော်ဒီ Arsenal ကပထမကြောင့်လီဗာပူးပေးကြထားတယ်ဆိုပေမဲ့Arsenal အိမ်ကွင်းဖြစ်တယ်ပြီးလို့ရှိရင် Arsenal ကအိမ်ကွင်းမှာကျွန်တော် Bayern လို့အသင်းမျိုးတော့3-1နဲ့ကိုပြက်နိုင်ပြထားတဲ့အတွက်ကြောင့် Arsenal ကိုဒီနေ့နိုင်တယ်ဒီနေ့တေချာပေါက်နိုင်မှာ Arsenal ကဒါပေမဲ့ကျွန်တော်တို့ပူကီပေးထားတဲ့ဈေးတော့အောင်ပဲကျွန်တော်တစ်ချက်ကြည့်ရမှာเนาะနှလုံးသွင်းမှာကျွန်တော်တို့ကဒါစားရမယ့်ဈေးတွေမျိုးဖြစ်တယ်အဲ့တော့လီဗာပူးကလည်းကျွန်တော်တို့ဝေးကွင်းနေမှာဆိုလို့ရှိရင်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒါBayern နဲ့ပွဲမှာတော့လည်းBayern နဲ့ပွဲမှာပိုတိတာရယ်เนาะကျွန်တော်Bayern 2ယောက်လောက်ထုတ်ခံရတာ
မှာဒီဘက်ကူစင်ကောင်းကောင်းထိထိရောက်ပြန်မတိုက်နိုင်ဘူးเนาะအဲ့တော့ဒီဘက်ကူစင်နေတဲ့မကောင်းဘူးကောင်းတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီအတင်းကြီးတင်းကိုနိုင်ဖို့အတွက်တော့လိုအပ်ချက်တွေတော့အများကြီးရှိသေးတာတော့ဒါလက်ခံရလိမ့်မယ်အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်2 plus နှလုံးသားနဲ့ Arsenal body နဲ့ပဲကျွန်တော်စဉ်းစားကြည့်ခြင်းနဲ့ကိုမောင်ကတော့ကျွန်တော်တို့ဒါ3လုံးတော့ position ကိုပေးထားတဲ့အတွက်ကြောင့်ဒါ Champions League ၄ပွဲမှာဒီပွဲတစ်ပွဲပဲကျွန်တော်တို့3 plus ဖောက်တာเนาะကျန်တဲ့ပွဲတွေ3 minus တွေပဲဆိုတော့ကျွန်တော် Arsenal ပွဲကို Arsenal body ရဲ့ကိုမောင်အပေါ်ရဲ့စဉ်းစားကြည့်ခြင်းနဲ့ဒါ Portugal ပွဲကိုတော့ကျွန်တော်တို့ Portugal body နဲ့ကိုမောင်အောက်ရဲ့ကြိုက်တယ်เนาะအကြိုက်ဒီမှာဆော့ပါအားလုံးဘက်လက်ပါအဆင်ပြေပါစေ